ဒီတစ်ပတ်က grammar မှာဘယ်အဆောင်မလဲဆိုတော့ဒါက compare လုပ်တဲ့အကြောင်း compare နဲ့ contrast နဲ့လုပ်တဲ့အကြောင်းဆိုတဲ့အခါကျတော့ compare adjective တွေကနေအရင်စတာပေါ့နော်အဲ့တော့ adjective မှာ base adjective ရှိမယ်ပြီးသွားရင် comparative ဆိုတာသူနဲ့ရှင်ပြီးတော့ပြောတဲ့ဟာပေါ့ er ဒါမှမဟုတ် more ပေါ့အဲ့ဒါတွေအပ်ပြီးအဲ့ဒါတွေထည့်ပြီးတော့ပြောတဲ့ဟာကိုရှင်နှိုင်းရှင်ခြင်းလို့ရှိရင် comparative လုပ်တဲ့ခါကြလို့ရှိရင်အဲ့ဒါလေးထည့်ပြောတဲ့ဟာရှိမယ်နောက်တစ်ခါ superlative ဆိုတာအမြင့်ဆုံးပေါ့အမြင့်ဆုံး degree အမြင့်ဆုံးပေါ့မှာ hardest အမာဆုံးအပြော့ဆုံးအကောင်းဆုံးအဲ့ဒါမျိုးတွေပေါ့လို့သုံးခုရှိတယ် adjective ဆိုလို့ရှိရင်ဒါငယ်ငယ်တွေကကြက်လာတဲ့ဟာတွေဆိုတော့လူတိုင်းလည်းသိကြပါတယ်ဒီမှာတစ်ခုပဲမှတ်ဖို့ရှိတာက syllable ဆိုအတန် hard ဆိုရင်အတန်တစ်ခုပဲရှိရ right လို့အတန်တစ်ခုပဲရှိတဲ့ဟာဆိုလို့ရှိရင် est ထည့်ပါတယ် so ဥပမာ hard ဆိုလို့ရှိရင် harder hardest နောက်တစ်ခုစဉ်းစားကြည့်ပါအောင်ဒီ syllable တစ်ခုပဲရှိတဲ့ adjective first ဆိုရင် fast faster fastest နောက်တစ်ခါ happy happier happiest happy happier happiest cold I'm a party sorry oh sorry yeah အောက်ပါသူကအဲ့ကကြာဒီကောင်ကြတော့ happy ကြတော့ y နဲ့စုံတယ်ဗလား y နဲ့စုံတဲ့ခါကျတော့ yer မထည့်ပဲနဲ့ ier ဖြစ်သွားတယ်တဲ့အဲ့ကြရင်လည်းသတိထားလိုက်ပါတော့ဒီတိုင်းပဲ happy est မဟုတ် happy iest y နဲ့စုံတဲ့ဟာတွေအကုန်လုံးကို y ကို i ပြောင်းပြီးတော့မှ er နဲ့ est ထည့်ပါတဲ့နောက်တစ်ခုပါရှိသေးလဲ happy wise 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 y နဲ့စုံတဲ့ဟာလေး letter y နဲ့စုံတဲ့ adjectiveပြီး ခေါင်းနဲ့ရောက်လာ sloppy တွေသိရမလား sloppy sloppy ရော floppy ရောရုပ်သေးတွေ sloppy ရော floppy ရော sloppy ရော floppy ရောအဲ့ဒါအကုန်လုံးလဲ i နဲ့ i လေးနဲ့ထည့်ပြီးသုံးလိုက်ပါဘောနော်နောက်တစ်ခုကကြတော့ one syllable ending in eနဲ့စုံတဲ့ဟာဥပမာ nice ဆို e နဲ့စုံတယ် right e နဲ့စတဲ့ခါကျတော့ er လို့ er မဖြစ်တော့ဘူးပေါ့နော် r တလုံးနဲ့ထည့်လိုက်ပြီးတော့ er ပေါ့ nice nicer nicest နောက်တစ်ခါ e နဲ့စုံတာပါရှင်wise wise ခုနတော့ပြောနေတယ်ဟာ right ခုနတော့ပြော wise wiser wisest okay နောက်ဒီကောင်နောက်တစ်ခုက one syllable ending in vowel plus consonant okay ဒီကောင်က one syllable ပဲဒါပေမဲ့နှစ်ခုစလုံးက consonant တွေဖြစ်မယ်ဆိုလို့ရှိရင် est ထည့်မယ် right one syllable ပဲဒါပေမဲ့ e နဲ့စုံရင် r ပဲထည့်မယ် one syllable ပဲဒါပေမဲ့ vowel နဲ့ consonant နှစ်ခုဒီမှာ a က vowel right t က consonant right so fat ဆိုရင်ဒါလို့ရှိရင်တဲ့ဒီ er ဒီတိုင်းထည့်လို့မရဘူးတဲ့နောက်ကဟာနှစ်ခုနှလုံးထပ်လိုက်ပါတဲ့ဆို tt fat ရနေပြီးတော့ fatter fatter the same fattest အဲ့ဒီ adjective လေးတခုစဉ်းစားကြည့်ပါအောင်ဘာအောင်လဲ consonant နဲ့စုံမဲ့ဟာဘယ်ရယ် consonant ရယ်နှစ်ခုgreat great no great clever ဆိုတော့ clever ကြတော့ clever သုံးလုံးဖြစ်သွားပြီ clever 3 syllable ဖြစ်လာတယ်3 syllable ကြာလို့ရှိရင်
ဒီမှာ syllable ဟုတ် 3 syllable ကြာလို့ရှိရင်သူကနှစ်ခုထက် syllable နှစ်ခုထက်ပိုသွားလို့ရှိမှ enjoyable ဆိုရင် enjoyable ဆိုလေးလုံးအောင်ဖြစ်သွားပြီ right အဲ့ဒါဆိုရင် more enjoyable most enjoyable clever ဆိုရင် clever 3 right 3ဆိုတဲ့ခါတော့ more clever most clever most teacher အဲ့လိုမျိုးပေါ့နော် so irregular တွေကကြတော့ good ဒါငယ်ငယ်လေးတက်တဲ့ဟာသိပါတယ် ဟုတ် good good worst good ဆိုပြီးစနေကြတယ်ငယ်တော့ good better best wait good better best bad worst right far father fathers ဒီမှာဒီ far လေးကိုကြာတော့ကြည့် FAR နဲ့လည်းရတယ် FAR သူက irregular ဟိုပါ normal degree မှာဆိုလို့ရှိရင် first degree က far ပဲ right normal က far ပဲဒါပေမဲ့ comparative ကြားတဲ့ခါကျတော့သူက FU ကလည်းလုပ်လို့ရတယ် FAR နဲ့လည်းလုပ်လို့ရတယ် brother or father fathersသူကTH လေးပါထည့်လိုက်ရတယ်ဒါ exceptional ပေါ့ fathers ဒါ degree လေးအဲ့ဒါလေးကများသောအားဖြင့်ဒီဟာလေးသိထားလို့ရှိရင်မှားနေတာပေါ့နော်ခါလေးကျရင်ရောင်တတ်တယ်လေဟုတ် syllable တစ်ခုထပ်ပို့သွားလို့ရှိရင် more ထည့်လိုက် syllable တစ်ခုတည်းပဲဆိုလို့ရှိရင် ERESD ထည့်လိုက်ဒါလေးရအနေနဲ့မှတ်ထားပါဒီ fat ဘာညာဒီ vowel နဲ့ consonant ဆိုတဲ့ဟာလေးရနောက်တစ်ခါ comparative adjectives we use comparative adjectives to compare two or more things ဒီတော့ comparative တွေနှိုင်းယှဉ်လို့ရတဲ့နှိုင်းယှဉ်မှုအတွက် adjective တွေကိုဘယ်နေရာမှာသုံးသလဲဆိုတော့နှစ်ခုတောင်နှစ်ခုထက်ပိုတဲ့ဟာတွေကိုနှိုင်းယှဉ်မှုအတွက်သုံးပါတယ်တဲ့ဘယ်ဟာတွေလဲဆိုတော့ people things people or places ဆိုတော့အရာဝတ္ထုပစ္စည်းတွေလည်းဖြစ်မယ်အရာဝတ္ထုပစ္စည်းတွေလည်းသုံးလို့ရတယ်လူတွေနဲ့လည်းသုံးလို့ရတယ်နေရာတွေနဲ့လည်းသုံးလို့ရတယ် Younger runners will always be faster than older runners. ဒါဆို fast က one syllable right အဲ့ဒါကို ER ထည့်လိုက်တယ် yes ဒါဆိုဘာနဲ့နှိုင်းရှင်းတာလဲ younger နဲ့ older နဲ့ younger runner နဲ့ older runner နဲ့နှစ်ခုကိုနှိုင်းရှင်းတဲ့ကြောင့်မလို့ဒုတိယ degree ဖြစ်တဲ့ ER ကိုသုံးတယ် right comparative ကိုသုံးတယ် all the same thing person or place at two different times ဒါမှမဟုတ်လို့ရှိရင်ပစ္စည်းတို့လူတို့အရာဝတ္ထုတို့အတူတူပဲဒါပေမဲ့နေရာနှစ်ခုအချိန်နှစ်ခုကိုနှိုင်းယှဉ်ပြောမယ်ဆိုလို့ရှိရင်လည်းဒီ comparative adjective ကိုသုံးပါတယ်I am much fitter than I was last year အဲ့တော့ဒါဆိုလို့ရှိရင်ဘယ်နှစ်ခုကို compare လုပ်တာမနှစ်ကနဲ့ ဒီနှစ်တော့ အခုလောလောဆယ်လို့သူမပြော I'm much fitter now လို့မပြောဘူး right ဒါမဲ့တိနေပြီ right much fitter than last year ဆိုမနှစ်ကတည်းပို့ပြီးတော့ကျန်းပေါ်မှာရှိတယ်ဟေးနေမကောင်းဖြစ်ဘူး something like that အဲ့ဒါမျိုးဆိုတဲ့အခါကျတော့မြန်မာမှာလည်းအဲ့လိုပါပဲဒီအခုပို့ပြီးတော့မနှစ်ကထက်နေကောင်းတယ်လို့မပြောဘူးလေမနှစ်ကနေလို့ကောင်းတယ်ပြောအခုပို့လေးနှစ်ပို့ကျန်းပါတယ်မနှစ်ကထက်ပို့ကျန်းပါတယ်လာမျိုးပြောလိုက်တာပေါ့ right အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒီ comparative adjective ကိုသုံးပါတယ် we use then then after comparative adjectives to say what we are comparing something with ဘယ်ဟာနဲ့နှိုင်းယှဉ်နေလဲဆိုတဲ့ဟာကိုပြောဖို့အတွက်တဲ့ဒီ then ဆိုတဲ့စကားလုံးလေးကို comparative adjective ရဲ့အနောက်မှာသုံးပါတယ်ဒီမှာလေ faster than fitter than right ဒါလေးနည်းနည်းသတိထားပါ Sometimes we leave out the then clause if it is clear from the context what we are comparing something with
ခါလေကြလို့ရှိရင်တော့တဲ့ဒီ then clause ဆိုတဲ့ဟာပါလေ clause ဆိုတဲ့စကားစု right စကားလုံးလေးတွေစုထားတာပေါ့များသောအားဖြင့်ဒီလိုမျိုးဟို preposition လေးနဲ့စတာများတယ်ပေါ့နော် it can be anything it can be verb clause as well but ဒီကောင်ကျတော့ then clause လို့သူကပြောလိုက်တာပါဆို then နဲ့စတဲ့စကားစုလေးဆို then older runners အဲ့လိုမျိုးပေါ့နော်ခါလေးကြလို့ရှိရင်လည်းအဲ့လို then နဲ့စတဲ့ clause လေးကိုဒီဟာလေးတစ်ခုလုံးကိုချင်ထားလို့ရတယ် younger runners will always be faster လို့ပြောလို့ရတယ်အဲ့ဒါဆိုလည်းအဓိပ္ပာယ်ပေါက်တယ်ဟုတ်တယ်မလားဟုတ်ကဲ့အဲ့ဒါမျိုးပေါ့အဲ့ဒါမျိုးလေးလည်းရှိတတ်တယ်တဲ့ if it is clear from the context what we are comparing something with တကယ်လို့ obvious ဖြစ်တယ်ပေါ့နော်တကယ်လို့ပြောစရာထည့်ပြောစရာမလိုတော့ဘူးဆိုလို့ရှိရင်အဲ့ဒီကောင်ထားခဲ့လို့ရပါတယ် older athletes are getting faster and fitter ဆိုတော့ဒီမှာဆိုလို့ရှိရင် then clause မပါဘူးတွေ့လားဟုတ်ဆိုတော့တက်ကြီးတယ်အာကစားသမားတွေကပို့ပြီးတော့မြန်လဲမြန်လာတယ်ကျန်းလဲကြက်ခိုင်တက်လုံလဲကောင်းလာတယ်ပေါ့နော်ပို့ပြီးတော့တက်လုံကောင်းလာတယ် then in the past လို့သူကပြောကြမလို့တဲ့ကြောင့်မလို့မပြောဘူးလေအဲ့လိုမျိုးမလို့အဲ့လိုရှင်ခြံထားခဲ့လို့ရတယ်ပေါ့နော်အမဒီအပေါ်ဟာဆိုလေ younger runners will always be faster than older runners ဆိုလေဒီတိုင်းပဲ right ဒီ older runner than older runner ဆိုတာဖြတ်လိုက်လို့ရှိရင်လည်းဒီကောင်အတိတ်ပဲရှိသေးတယ် right ဒါပေမဲ့ဒီ I'm much fitter ဆိုလို့ရှိရင်ဒီ then clause မှာပါလို့ရှိရင်ငါပို့ပြီးတော့ကြံ့ခိုင်လာတယ်ဒါပေမဲ့ဘယ်ချိန်ရထက်ပို့ပြီးတော့ကြံ့ခိုင်လာတယ်လွန်ခဲ့တဲ့9နှစ်လောက်ကထဲလားလွန်ခဲ့တဲ့နှစ်ကထဲလားဒါမှမဟုတ်ရှင်လွန်ခဲ့တဲ့လလောက်ကမသိကြဘူးပေါ့နော်လိုတန်လန်ကြီးဖြစ်နေတာပေါ့ဘာပြောမှန်းဘာဆိုလို့ကျွန်တော်ဆိုလို့ချင်းမှမသိဘူးအဲ့ဒါဆိုလို့ရှိရင်ဒါမျိုး sentence မှာအိုးအဲ့ဒါမျိုး sentence မှာဆိုလို့ရှိရင်ဒီ then clause ကိုဖြုတ်ရင်တိတ်ပဲမရှိကြအောင်ဖြုတ်လို့မရပါဘူးဒါတဲ့ပတ်သက်တာနောက်တစ်ခါ superlative adjective superlative ဆိုတာလုံးဝ degree အမြင့်ဆုံးပါ degree အမြင့်ဆုံး adjective တွေအကြောင်းပြောမယ်အဲ့ကောင်ကြတော့ we use superlative adjectives to compare one thing in a group with all others in that group ဆိုတော့ဒီကောင်ကနှစ်ခုတည်းမဟုတ်တော့ခုနဒီကောင်က comparative ကနှစ်ခုတည်းကိုနှိုင်းယှဉ်တာ right အဲ့နှစ်ခုကအရာတူတွေဖြစ်ရင်လည်းဖြစ်မယ်လူဖြစ်ရင်လည်းဖြစ်မယ်နေရာလေးဖြစ်မယ်အချိန်ဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ဒီ superlative ကြတဲ့ခါကျတော့နှစ်ခုထက်ပိုသွားပြီနှစ်ခုထက်ပိုပြီးတော့များတဲ့အုပ်စုတစ်ခုထဲမှာဒီတယောက်ကထူးချွန်တယ်ဒါမှမဟုတ်လို့ဒီတယောက်ကထူးခြားခြားမတူတဲ့အုပ်စုလုံးမှာမရှိတဲ့တခြားလူတွေထဲမတူတဲ့ parameter quality တခုသူ့မှာရှိနေပဲဆိုလို့ရှိရင်ねအဲ့ဒီ quality အကြောင်းပြောမယ်ဆိုလို့ရှိရင် superlative ကိုသုံးပြီးတော့ပြောပါတယ် The Olympics is probably the most exciting sports event in the sports calendar အဲ့တော့ဒီမှာဆိုလို့ရှိရင် group တစ်ခုလုံးကပါပြီလေ sports calendar sports calendar ဆိုဒီနှစ်မှာရှိမဲ့အားကစားပွဲတွေရဲ့ဒီဆွဲတွေပေါ့အားကစားပွဲလုံးမဲ့နေ့တွေအကုန်လုံးရဲ့အားကစားပွဲစဉ်တွေထဲမှာရှိတဲ့ပွဲစဉ်တွေအများကြီးရဲ့မှာ most exciting ဆိုတော့စိတ်လှုပ်ရှားစရာအကောင်းဆုံးစိတ်ဝင်စားစရာအကောင်းဆုံးက Olympic အများကြီးရတခု stand out ဖြစ်တဲ့ဟာကြလို့ရှိရင်ဒီ superlative ကိုသုံးပါတယ်ဒီမှာကြတော့ exciting 3 syllable right အဲ့ဒါကြောင့်မလို့ most ကိုသုံးလိုက်တာ we can modify superlatives with some of the plus superlative plus plural noun အဲ့တော့ superlative ကိုသူကဒီတိုင်းရိုးရိုးလေးလေးသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် modify လုပ်ပြီးတော့သုံးလို့ရတယ် modify သုံးတဲ့ခါကြလို့ရှိရင်ဒီ superlative ရဲ့အရှေ့မှာ
the most exciting အရှိမှာ one of the most exciting some of the most exciting ပြီးတော့ဒီနောက်ကကျတော့ plural noun sports ဒါဆိုရင် sports က plural right ဒီမှာနောက်မှာ s ပေးပါတယ် right ဒီအဲ့တော့အများသောအားဖြင့် superlative ကိုသုံးလို့ရှိရင် noun က plural noun ဖြစ်တာများတယ်အဲ့လိုဆိုသူအများတွေကတယောက်လို့ပြောလိုက်တာ right It's one of the few chances we get to see some of the best athletes in the world competing against each other. ဒီမှာဆိုလို့ရှိရင်ဒီကောင်က one of the few chances we get ဆိုတာ phrase တစ်ခု to see ရ clause လေးတစ်ခု some of the best athletes ကနောက်ထပ် phrase တစ်ခု in the world ကနောက်ထပ် phrase တစ်ခု competing against each other နောက်ထပ်တစ်ခုအဲ့တော့ဒီကောင်တော်တော်ရှိအဲ့တော့ဒီကောင်ဘာသာပြန်ကြည့်လို့ရှိရင်ဒီမှာ superlative ပဲနှစ်ခုပါတယ်တစ်ခုပဲပါတယ် right best right ဒီကောင် superlative so ဒီမှာဆိုလို့ရှိရင် one of the ဒီမှာတုံးထားရတွေ့လား one of the few chances we get ငါတို့ရတယ်ခွင့်အလန်းနဲ့ဟာခွင့်အလန်းနည်းနည်းလေးတွေဟာ တစ်ခုပဲဘာလို့ဖို့လဲကြည့်မြင်ရဖို့တွေ့ရဖို့ some of the best athletes in the world ကမ္ဘာပေါ်မှာရှိရဲ့အကောင်းဆုံးအားကစားသမားတချို့မြင်တွေ့ရဖို့ဘာလုပ်နေရလဲသူတို့တွေက competing against each other ကမ္ဘာပေါ်မှာရှိတဲ့ gain ဒါလေးကိုပြန်ကြည့်ပါအောင်ဒါလေးကိုပြန်ကြည့်အောင်ဒီဟာအကုန်လုံးရဲ့မြန်မာလိုပြောပြီးပါအဲ့ဒါကိုချောအောင်ရေးကြည့်ဒီအိုလံပစ်ပွဲဟာဒီအိုလံပစ်ပွဲမှာဒီအိုလံပစ်ပွဲဟာဆိုရင်ဒီပွဲ probably the pizza ကဘာ good idea ပါနင်ကဘာပေါ်မှာရှိတဲ့ရစsports calendar so we are translating the second sentence it's one of the few chances we get to see some of the best athletes in the world competing each other ကိုပြောနေတာဒါပေမဲ့ဒီ it ကဘာကိုစားပြုလဲဒီ Olympic ကိုဦးစားပြုတယ် right ဒီ Olympic အားကစားပွဲမှာရနိုင်တဲ့အခွင့်အရေးလေအဲကြောင့်ဒီ Olympic ကိုဒီကိုဆွဲယူလိုက်တာ Olympic ပါပဲပြန်လို့လည်းရတယ် What are the few chances ခုနနေ့ဒီရစနေမလားကဘာပေါ်မှာဟုတ်ပါဘူး It's a good idea go ကဘာပေါ်မှာရှိတယ်ဟိုမှာရှိရဲ့sports calendar ဆိုရင်တော့ sports calendar မပါတော့လေ sports calendar စကားလုံး what sports is that sports calendar စာကြောင်းပြန်နေမှာမဟုတ်ဒီအောက်ကဟောက်ပြန်နေတာဟုတ်ကဲ့ဟုတ်ကဘာမှရှိတဲ့အားကစားတွေကနေပြီးတော့ဟာ athlete ဆိုအားကစားသမားတွေ best athlete ဆိုတာအကောင်းဆုံးအားကစားသမားကောင်းဆုံးအားကစားသမားအချို့ဘာပေါ်ရှိအကောင်းဆုံးအားကစားသမားအချို့တူနဲ့တူရှင်ပြိုင်နေကြသည်များကိုကျွန်ုပ်တို့မြင်တွေ့နိုင်သည်ခွင့်ရနည်းနည်းထဲမှာတစ်ခုခွင့်ရနည်းနည်းမှာတစ်ခုလို့ပြောမလားကျွန်ုပ်တို့မြင်တွေ့နိုင်သည့်အခွင့်အလန်းမြင်တွေ့နိုင်တဲ့အခွင့်အလန်းတွေမှာတချို့ခွင့်အလန်းတွေတချို့နည်းပဲရှိရဲ့ဟာနေတချို့
Nene chào blue tem này. Nene chào blue tem cao. Khuya anh để nghe này mà không. Nó trắng khuya biển nhá. Ok. Nó trắng khuya biển. Khuya để nghe này à. Anh看嘛，那张可以变了是人，个娃娃嘛是人，刚从阿个啥子嘛哩，这样的这样先变你家啦哦，技术内幕，技术关也不啊，做开吧嘞。ဒီ Olympic ပွဲမှာဆိုလို့ရှိရင်ဒီလိုအခွင့်အရေးမျိုးကိုကျွန်တော်တို့ရနိုင်ပါတယ် something like that Yeah. right ဒါဆိုလို့ရှိရင်ပို့ပြီးတော့ပြောလို့ကောင်းအဲ့တော့ဒီလိုမျိုးအရှိကြီးတွေတွေးတာလို့ရှိရင်ဘာသာပြန်မယ်ဆိုလို့ရှိရင်ထပ်လိုက်ပေါ့နော်အဲ့လိုမျိုးထပ်လိုက်ပြီးတော့ကိုဘာသာပြန်တဲ့လူပွဲ style မှာလည်းမူတည်တာပေါ့နော်လို့ကိုဥပမာ chances ကနေစပြီးပြန်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Olympic ပွဲမှာဆိုလို့ရှိရင်ရနိုင်ခဲ့တဲ့အခွင့်အလမ်းတစ်ခုကိုပိသက်တွေအနေနဲ့တွေးရှိရတာမှာဖြစ်ပါတယ်အဲ့ဒါကတော့ကမ္ဘာပေါ်မှာရှိတဲ့အတော်ဆုံးအားကစားသမားတချို့သူတို့အချင်းချင်းပြိုင်နေတာကိုတွေ့ရမယ်စိတ်လှုပ်ရှားပွဲရအဲ့ဒါမျိုးပါစိတ်လှုပ်ရှားပွဲရကစားအားကစားပြိုင်ပွဲဖြစ်ပါတယ်ဗျ something like that အဲ့လိုမျိုးဂျာနယ်တွေပါရေးမယ်ဆိုလို့ရှိရင် someone's trying to say something ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်ဆိုရေးတဲ့လူပေါ်မှာမူတည်ပြီးတော့ဒီကမ္ဘာမှာရှိအားကစားသမားတွေကလည်းစလို့ရတယ်ဒီအိုလံပစ်ပွဲမှာအားကစားတွေရှားပါးကြည့်ရခဲ့အားကစားတွေကြည့်မယ်ဆိုတဲ့အနေနဲ့ကလည်းစလို့ရတယ် it depends on သတင်းကိုဘယ်နာဇောင်းပေးသတင်းသမားဆိုသတင်းရပါလိုက်သတင်းကိုဘယ်နာဇောင်းပေးခြင်းလဲပေါ်မှာမူတည်ပြီးတော့အဲ့လိုဆွဲရေးသားလို့ရတယ်ပေါ့နော် okay cool ဒီကဘာသာပြန် superlative adjective ကိုရှင်းရတယ်ဘာသာပြန်ရောက်တာ okay နောက်တစ်ချောင်းကြည့်မယ် Tess Thompson is one of the most generous people I know Thompson ဆိုတာလူနာမည် Thompson ဟာကျွန်တော်သိတယ် generous ဆိုတော့ generous ဆိုပါလေ generous ဆိုတာအပေးကမ်းရရောတာပြောတာရရောဒီက generous ဆိုတာဒါသုံးလုံး right 3 syllable ဆိုတော့ most နဲ့သုံးတယ်သူက one of the most generous people ဆိုတော့ most generous people ဆိုလို့ရှိရင်သူကအပေးကမ်းရရောဆုံးဒါပေမဲ့လူတွေတဲကဒီ one of the ဆိုတာဘာလို့ကြောင့်မလို့သူတယောက်တည်းမဟုတ်တခြားလူသူ့လိုပဲတခြားအပေးကမ်းရရောတဲ့လူရှိတယ်အဲ့တော့အဲ့ဒီလူတွေတဲကတယောက် right အဲ့ဒီလူတွေကတယောက်သူသိတဲ့လူတွေကတယောက်တမ်ဆင်ဟာအပေးကမ်းရရောတဲ့လူတွေထဲမှာသူသိတဲ့လူတွေထဲမှာတယောက်ပါပဲ ordinal numbers Our team was the third best in the competition. Number မှာ ordinal နဲ့ cardinal နဲ့ရှိရ right? Ordinal ဆိုတာက orderly ဆိုတော့orderly ဆိုတာစီစဉ်ပထမဒုတိယတတိယအဲ့ဒါမျိုး ordinal number လို့ခေါ်ရဲဆိုဒီမှာဆိုလို့ရှိရင်တတိယ right? Our team was the third best in the competition. တိုင်ပွဲမှာတတိယအကောင်းဆုံးကျွန်တော်တို့တင်ရတတိယအကောင်းဆုံးအသင်းပါပြိုင်ပွဲမှာကျွန်တော်တို့တင်တတိယအကောင်းဆုံးအသင်းပါအဲ့လိုနေရာတွေမှာလည်းသုံးလို့ရပါတယ် best ကြီးပဲမဟုတ်ဘူး the best ကြီးပဲမဟုတ်ဘူး right ဒီမှာအများတွေကတယောက်ကောင်းတဲ့လူတွေအများကြီးတယောက်ဆိုးတဲ့လူတွေအများကြီးတယောက်ဒါမှမဟုတ်လို့ရှိရင်ကောင်းတဲ့နေရာနံပါတ်1ကောင်းတဲ့နေရာနံပါတ်2ကောင်းတဲ့နေရာနံပါတ်3အဲ့လိုမျိုးပြောလို့ရပါတယ်တဲ့ဒါ superlative
we can replace the with a possessive ဒီမှာဆိုလို့ရှိရင် the superlative ဆိုတဲ့အခါကျတော့အကောင်းဆုံးအတော်ဆုံးဆိုတဲ့အခါအမြဲ article the နဲ့သုံးတယ် article the နဲ့သုံးတယ် see the most exciting the best at least the most generous the third best but possessive နဲ့အဲ့ဒီ the ကိုအစားထိုးပြီးတော့သုံးလို့ရပါတယ်တဲ့ဥပမာဆိုရင် the best friend လို့ပြောမယ်စား my best friend လို့ပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် his best friend her best friend our best friend so အဲ့လိုမျိုး possessive တစ်ခုခုနဲ့အစားထိုးပြီးတော့သုံးလို့ရပါတယ်တဲ့ his greatest achievement ဆိုလို့ရှိရင်ဒါသူရဲ့အောင်မြင်ဆုံးအကြီးမားဆုံးအောင်မြင်မှု right အကြီးမားဆုံးအောင်မြင်မှုလို့ပြောလို့ရပါတယ်တဲ့ adverb တွေကို compare လုပ်မယ် comparing adverb we can compare how things are done by using more or most plus adverb ခုနဟာဒီအကုန်လုံးက adjective တွေ right အခုဒီကောင်ကြတော့ adverb ဖြစ်သွားပြီ how things are done ဆိုတော့ဘယ်လိုလုပ်တယ်လဲဘယ်လိုလုပ်လိုက်လဲပြုမှုဆောင်ရွက်ချက်တွေကို compare လုပ်ချင်လို့ရှိရင်တဲ့ more ဒါမှမဟုတ် most နဲ့ adverb ကိုတွဲပြီးတော့သုံးပါတယ်တဲ့ runners aged 50 and over သက်50နဲ့အထက်ပြည်သမားတွေဟာတဲ့ are speeding up more rapidly than younger people သူတို့တွေဟာပိုပြီးမြန်မြန်ပြေးလာနိုင်တယ်ပေါ့နော်လူငယ်တွေတဲ့ more rapidly ဆိုတော့ပိုပြီးတော့မြန်မြန် ကြီးလိုက် speed လုပ်နိုင်တယ် speed up လုပ်နိုင်ဒီကောင်ကလေပြီးခဲ့တဲ့အပတ်ကwhat is it called listening comprehension ကိုနားထောင်လိုက်လို့ရှိရင်ပို့ပြီးတော့အဓိပ္ပာယ်ပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကိုထပ်ပြီးတော့ဟိုပြီးခဲ့တဲ့ဟာတွေမှာပဲပေါ့ပြီးခဲ့တဲ့ဟာတွေလို့မှာပဲပေါ့အဲ့ဒီကစာကြောင်းလေးတွေယူပြီးသုံးတာဆိုတော့လေအဲ့ဒီဟာဘာပြောလဲဆိုတဲ့အခါကျတော့ဟိုအပြေးပြိုင်ပွဲအကြောင်းပြောနေတာလေအပြေးပြိုင်ပွဲအကြောင်းပြောနေတဲ့အခါကျတော့အဲ့ runner တွေကမြန်အသက်50နဲ့ထက်အပြေးသမားတွေကဟိုးရင်ခစ်တရားဆာလို့ရှိရင်ပို့ပြီးတော့မြန်ပြေးလာနိုင်တယ်ဆိုတဲ့အကြောင်းသူကပြောတာဟိုဟာနှင်းတို့နားထောင်ကြည့်ချင်လားအဲ့ဒါလေးဟိုဒီကောင်ရင်ပြီးအောင်လိုက်မယ်ပြီးသွားလို့ရှိရင်အဲ့ reading comprehension what is that speaking လေးတစ်ချက်နားထောင်လိုက်ဟိုဟာလေးနဲ့ what is that transcript လေးနဲ့ဘာသာပြန်လို့တော့အချိန်ရတာမှမဟုတ်ဒါပေမဲ့နားထောင်ကြည့်လိုက်ပေါ့Women aged 60 to 68 improved the most markedly. ဆိုတော့မျိုးသမီးတွေအသက်60နဲ့68ကပိုပြီးတော့မှတ်သားတာအန်တီနီရှာရှာတိုးတက်မှုရှိလာတယ်ဒါဟိုရှိခေတ်တော့1970လောက်ကပေါ့နော်1970လောက်က60 to 80ရာမာရသွန်နေပါပြေးဖို့ဆိုတာလုံးဝစိတ်ကူးရမထည့်ဘူးလေဒါပေမဲ့အခုခေတ်မှာတော့အသက်60နဲ့68တန်းမှာပို့ပြီးတော့မာရသွန်ကိုပြေးလာကြတဲ့အပြင်ကို speed ရလဲအရင်ကနှစ်တရာနဲ့စားလို့ရှိရင်တစ်နှစ်ပို့ပြီးတော့မြန်လာတယ်လို့သူတို့ဒီ comprehension ထဲမှာပြောပါအဲ့ဒါလေးကိုသုံးတာနေ့ကပြေးဖို့ကြံစီနေပြီလား Adverbs that have the same form as the adjective တချို့ adverb တွေအားတဲ့ adjective တွေနဲ့ပုံစံတူတူပဲ For example hard fast straight late early quick အဲ့ဒါလေးကိုဆိုလို့ရှိရင်ဟို adjective တွေလိုပဲ er လေး est တွေထည့်ပေးလိုက်အောင်ပါပဲ Women ages 60 to 68 run on average 4 minutes faster each year ဆိုတော့that 60ရာနေ68မှာရှိမျိုးသမီးတွေဟာနေ့တိုင်း4 မိနစ်စီပုံမြန်လာတယ်ပြန်မြ4မိနစ်စီပုံမြန်ပြေးနိုင်လာတယ်ဒီကောင်ဆိုလို့ရှိရင်
ဒါဆိုသူက adjective အနေနဲ့သုံးထားတာပေါ့ right faster ဒါပေမဲ့ adverb အနေနဲ့ hang on yeah adjective these are some irregular verbs for example will better best badly worse worst far further furthest little less least အဲ့ဒါမျိုး irregular adverb တွေဆိုရင်တော့ဒီလိုသုံးပါတယ် I did worse than I had expected in the exam, so I was disappointed. Somewhere မှာ မျောလင်းတာတဲ့ကိုပိုဆိုးတယ် အဲ့ခါကျတော့စိတ်ပြက်လိုက်တာပေါ့ Other ways of comparing နောက်တစ်ခါ compare လုပ်လို့ရတယ်တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်တဲ့ We use less the least to mean the opposite of more or the most. So ဒီက less နဲ့ least less ရယ် more ရယ် more or less ပေါ့ least နဲ့ most နဲ့အဲ့လိုမျိုးတွေသုံးလို့ရတယ် You might imagine that the Masters games will be less exciting to watch. So say Masters game ဆိုတဲ့ TV show နေမှာပေါ့အဲ့ကောင်ဒီကိုတိတ်ပြီးတော့စိတ်ဝင်စားစရာကောင်းမှမချင်ဘူးလို့ imagine လုပ်ချင်လုပ်နိုင်ပါတယ် That was probably the least enjoyable meal I have ever had ဒီကတော့တော်တော်လေးချတာပြောလိုက်တာပေါ့ဒီကောင် least enjoyable Least enjoyable least enjoyable ပြန်ကြည့်ပါဦး least enjoyable ဒီနောက်က meal နဲ့ပြန်ကြည့်လိုက် မကြိုက်ဆုံးစားစဟိုကြိုက်နေတဲ့ဟာ meal ဆိုတာပါလေ ဒီစားစရာ စားတော့တယ်ပေါ့သူစားဦးညရတဲ့မှာမ meal ကြိုက်ဆုံး အကောင်းပြီ meal ကိုစားစရာလို့ပါလားပြန်မယ်ဆို food ကိုဘယ်လိုပါလားပြန်မယ် ဒီဟာ tricky ရဲ့ တော့ food ဆိုလို့ရှိရင်ဒါစားစ ဒီ ရာ ချာ ပေါ့ ဥမာဟိုဟင်းပါမယ်အရင်ဟင်းတွေပါမယ် main dish ပါမယ် side dish ပါမယ် dessert တွေပါမယ် meal က meal can be kind of like it can be big or small depending on who you are and where you go and who you're eating with right meal ဆိုတာကဘယ်လိုပြောမလဲ bite ပြည့်အောင်စားတဲ့ဥပမာlunch ဆိုလို့ရှိရင် sandwich တစ်ခုလည်းဖြစ်မယ် sandwich နဲ့ drink တစ်ခုနဲ့ဖြစ်မယ် right but it is a meal for lunch so meal ကို dinner အတွက်ဆိုလို့ရှိရင်ခုနမခင်စားဝေးမလားမခင်စားဝေးပြောသလိုမျိုးမချိုပြောသလိုမျိုးရှိသမျှတစ်တွဲလုံး it depend on 3 course or 5 course or 7 course dinner ဆိုလို့ရှိရင်အဲ့ဒါတွေအကုန်လုံးပါမယ် right အဲ့ဒီခါကျတော့အဲ့ဒီကောင်ကိုဘာသာပြန်ဖို့ကတော်တော်မြန်မာလိုတည်တည်ချာပြန်ဖို့တော်တော်ဥလေတာဒီကောင်ဆိုလို့ရှိရင် gain least enjoyable me ဆိုဘယ်လိုဘာသာပြန်မလဲစားမကောင်းဆုံးထမင်းချက်လို့ပြောပါပါ right ဟုတ်တယ်စားလို့မကောင်းဒီကောင်တော်တော်စားလို့မကောင်းထမင်းဒီထမင်းကမြန်မာလိုပြောမယ်ဆိုလို့ရှိရင်ထမင်းတစ်နက်လို့ပြောအောင်ပေါ့ right ဟုတ်မြန်မာလိုဆိုထမင်းစားရပြောရမှာထမင်းစားမယ်ဟေးလို့ပဲခေါ်လိုက်တာပဲဤကောင်ကဟိုအုံနှောက်ဆိုလည်းဖြစ်ရှင်ဖြစ်မယ်မုံဟင်းကားတဲ့ထမင်းနဲ့လည်းဖြစ်မယ်ကိုစားချင်တာပြောနေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့မြန်မာလူကထမင်းစားမယ်ဟေးလို့ပဲခေါ်လိုက်တာပဲအင်္ဂလိပ်မှာလည်းဒီတိုင်းပဲ meal ဆိုလို့ရှိရင်တစ်ခုလုံး it means တစ်ခုလုံးဒီကိုစားမယ်ဟိုအဲ့ဒီမှာwhat's it called ခုန3 course 5 course 7 course ဆိုလို့ရှိရင်မျိုးစုံတွေပါမယ် right အဲ့ဒါကြီးအကုန်လုံးဟိုဒီမီးကကာဗာလုပ်တယ်ပေါ့ထင်းတစ်ခွက်တည်းကိုပြောတာမဟုတ်ဘူးပေါ့အဲ့လိုမျိုးThat was probably the least enjoyable meal I ever had. ငါစားဘူးသမျှထဲမှာတော့အညံ့ဆုံးပဲဟေးလို့ပြောလိုက်တာright အညံ့ဆုံးစားလို့မကောင်းဆုံးအညံ့ဆုံး
နှစ်သက်ဖွယ်မကောင်းဆုံးအဲ့ဒါကြီးရမြန်မာလိုမပြောပါဘူး right နှစ်သက်ဖွယ်မကောင်းဆုံးဘယ်လိုမပြောပါဘူးလို့လားစားလို့မကော ပါ င်း မ ဆုံး ကောင်းဆုံး စားလို့မကောင်းဆုံးဒီအညံ့ဆုံးပဲဒီထမင်းကဒီညစာကတော့ဒါမှမဟုတ်ဒီနေ့လေစာတော့အညံ့ဆုံးပဲငါစားသမျှငါစားဘူးသမျှတယ်မှာငါစားဘူးသမျှအစားငါစားဘူးသမျှဟုတ်တယ်ငါစားဘူးသမျှစားစရာတွေမှာဒီခါတော့အညံ့ဆုံးပဲလို့လည်းပြောလို့ရတယ် interesting okay နောက်တတိနဲ့လည်း compare လို့ရတယ် compare လုပ်ပုံတွေကအများကြီး right adjective နဲ့လို့ရတယ် adverb နဲ့လို့ရတယ်နောက်တစ်ခါအမကြိုက်ဆုံးလို့ပြောလို့ရတယ်နောက်တစ်ခါရှိပါသေးတယ်တဲ့ we can add emphasis တစ်ခုခုကိုအလေးအနက်ထားပြီးတော့တစ်ခုခုကိုလိုမျိုးပြောလိုက်လို့ရှိရင် with words like even far a great deal a little a lot much plus comparative you know even faster even more what's that even more pretty even prettier far what is it far more no far more hang on far greater a great deal of a great deal of something a great deal of money a little bit of a little yeah a little bit of rain a little bit of sun ဒါကလေးတွေ rainbow သရှင်တွေကအဲဒီခါဒီကောင်တွေအကုန်လုံးတော့မှာ off ပါ a lot of a lot of right something like that အဲ့ဒါလေးနဲ့ comparative နဲ့ပေါင်းပြီးတော့လေ compare လုပ်ရပါသေးတယ် other women showed much greater increases in speed than expected no other women older women sure women လို့ထွက်တယ်က women other women showed much greater increases in speed ဆိုတော့ older woman ဆိုတော့အသက်ကြီးတဲ့မျိုးသမီးတွေကမျော်လင့်ထားတာထက် ပို့ပြီးတော့အချိန်မြန်လာအချိန်မြန်တဲ့အနှုန်းပိုများတာသူတို့ကကွာဟိုဒီစကော age limit ပေါ်မှာမူတည်ပြီးတဲ့ခါကျတော့ပန်းဝင်တဲ့အချိန်တင်သူတို့မှတ်ထားတာလေဒါမာရသွန်အကြောင်းသူတို့ပြောနေတာပဲအဲ့ထဲမှာအဲ့ခါကျတော့ဒီနှစ်မှာအသက်60ရောက်နေ68တန်းက2020ခုနှစ်မှာ4နိုင်ခွဲကြာတယ်ပေါ့2021ခုနှစ်မှာ4နိုင်20ပေါ့2022ခုနှစ်မှာအဲ့ဒါမျိုးလေးသူတို့မှတ်ထားတာမှတ်ထားတဲ့ခါကျတော့အဲ့မှတ်တဲ့ခါကျလို့ရှိရင်သူကပို့ပြီးတော့ဒီမျိုးအသက်ကြီးတဲ့မျိုးသမီးတွေရဲ့ increase ကတခြားအသက်တန်းလူတွေထဲမှာအသက်20ကနေ30အတွင်းမှာငါလိုအတန်းလူတွေထဲပို့ပြီးတော့များတယ်တဲ့ in formal English with words like slightly, considerably, significantly plus comparative. Formally ရေးမယ်ဆိုလို့ရှိရင် formal English ဆိုတာရှိတယ် British English, King's English, something like that. အဲ့လိုရေးမယ်ဆိုလို့ရှိရင်တဲ့ slightly, considerably, significantly ကြီးကျယ်ပြောတဲ့လူတွေသုံးတဲ့စကားတွေပေါ့အဲ့လိုမျိုးကြလို့ရှိရင်အဲ့ဒါနဲ့ comparative နဲ့ပေါင်းပြီးရေးလိုက်လို့ရှိရင်လည်းဒါ comparison ဖြစ်ပါတယ် The figures for 2016 were significantly higher than those for the year 2013. So, the figures ဆိုတော့ဒီ figure ကိုဒီမှာဘယ်လိုဘာသာပြန်လဲစင်းစရာလို့ပြောတယ်နံပါတ်ဟိုခုနလိုပေါ့ဘယ်နဲ့နာရီကြာချိန်နေပေါ့ဒီမှာကြာတော့အဲ့တော့ဒါပေမဲ့ဒီ figure ကိုတခြားနေရာမှာသုံးလို့ရှိရင်ပုံစံ our figure is quite nice ဆိုလို့ရှိရင်ပုံပန်းတဲ့ကိုလုံးကိုဒီသူကိုလုံးအဲ့လေးနေနေရဆို2016ခုနှစ်အတွက်ရတဲ့
ချိန်ပေါ့နော်ပြီးတဲ့အချိန် record တွေက significantly higher ဆိုတော့တိတိတသာကိုပို့ပြီးတော့မြင့်နေတယ် than those of the year 2013ရတဲ့စာလို့ရှင်ပို့ပြီးတော့မြင့်တယ်ပါဥပမာ2013က4နိုင်ခွဲဆိုလို့ရှင်2016မှာ4နိုင်ရွာဖြစ်ကောင်းနိုင်ခွဲဆိုတာတော်တော် significant ဖြစ်တဲ့ number ပဲလေအဲ့လိုမျိုးပါ significantly higher ဆိုလို့ဖြစ်တယ်တဲ့ The number of women in higher education was only slightly lower than the number of men slightly higher anyway New Zealand ကတော့မျိုးသမီးက slightly higher နော် New Zealand က education မှာမျိုးသားတွေနည်းတယ် Okay so higher education မှာမျိုးသမီးတွေရဲ့အရေးအတွက်ကနည်းနည်းလေးမျိုးသားတွေထက်နည်းနည်းလေးပိုနေပါ We cannot use very with comparative အခုအဲ့လိုမျိုးနှစ်ခုနှိုင်းရှင်ပြောနေပြီဆိုလို့ရှိရင် very သုံးလို့မရဘူး very ကလုံးဝ superlative ဖြစ်နေတာလေ very ဆိုတာ degree တော်တော်များတဲ့နေရာတွေသုံးတဲ့ခါကျတော့ဒီ compare လုပ်တဲ့နေရာမှာ very ကိုမသုံးပါနဲ့ The number of women was very low လို့ပြောလို့ရတယ်ဒါပေမဲ့ very lower လို့ပြောလို့မရပါဘူးလေ right very ပါမယ်ဆိုလို့ရှိရင် very ရဲ့နောက်မှာဒီပထမဆုံး simple infinitive type adjective ပဲသုံးပါနော် We can say two things are the same or similar with s plus adjective or adverb plus s as much as same as young as old as ဆိုတူတူပဲဆိုတူပဲဆိုလို့ရှင်ဒီ s ကြားထဲမှာ adjective နဲ့ adverb ညှပ်ပြီးသုံးလို့ရပါတယ်တဲ့ My car is as old as yours ဆိုလို့ရှင်မင်းကားနဲ့ငါကားပို့ဦးတယ်ပို့ဟောင်းတယ် မင်းကားနဲ့ငါကားနဲ့အသက်တန်းတူတူပဲလို့ပြောတာလေ အဲ့လိုလား as old as yours that two cars are the same age as old as yours the you are as much as me ဆိုလို့ရှိရင်ငါလိုပဲနေလဲတော်တယ်လို့ပြောတာ right အတူတူပဲ level ညှိလိုက်တာပေါ့ older athletes are as likely to achieve their peak fitness as younger athletes ဆိုဒီမှာကြည့်ဒီ s နှစ်ခုကြားထဲမှာ adjective လည်းရှိရယ်ဒီက s right ဒီက s right 2s right ကြားထဲမှာ adjective ဒီက adverb right likely adverb right ဒါပေမဲ့ဒီမှာကြည့်2နဲ့နောက်ထပ် clause တစ်ခုထပ်ထည့်ထားတယ်တွေ့လားအဲ့လိုမျိုးနဲ့ထည့်ပြီးသုံးလို့ရပါတယ်ဒါဆိုရင် older athletes are ဆိုအသက်ကြီးရဲ့အားကစားသမားတွေဟာ as likely to achieve their peak fitness ဆိုတော့တန်ဆွမ်းနိုင်ဆုံး peak ဆိုတာသူ့ life မှာအကောင်းဆုံးပေါ့နော်သူ့ life မှာအကောင်းဆုံးစံချိန်တွေကိုရနိုင်ပါတယ် as younger athletes ဟိုဟာလိုပဲအသက်ငယ်တဲ့အားကစားသမားလိုပဲအသက်ကြီးတဲ့အားကစားသမားတွေဟာလေသူတို့ရဲ့ life မှာအကောင်းဆုံးစံချိန်တွေတင်နိုင်ပါတယ်ဆိုတော့ they have the same chance of achieving this so သူတို့မှာဒီလိုမျိုး peak fitness ကိုရနိုင်မှုအတွက်အခွင့်အလမ်းတူတူရှိရပါတော့ so SS လို့မြင်လိုက်ရှင်ဒါတန်းညှိတာလို့စိတ်ထဲမှာမှတ်ထား We can add to the meaning by using just almost nearly half twice 3 times etc ဆိုတော့ပို့ပြီးတော့အဓိပ္ပာယ်ပြေဝခြင်းလို့ရှိရင်နောက်ထပ်ဒီစကားလုံးလေးဆက်ထည့်လို့ရပါတယ် In 2018 our team was almost as successful as in 2025ဆိုတော့ဒီ almost မပါလို့ရှိရင်သူတို့ team ရဲ့သူတို့အားကစားအဖွဲ့ရဲ့အောင်မြင်မှုဟာ2015ခုနှစ်နဲ့2018ခုနှစ်မှာအတူတူပဲလို့ပြောတာ right ဒါပေမဲ့ဒီက almost ပါတဲ့ခါကျတော့ nearly ဆိုတော့ဒီဟာဘေးဟာပို့ပြီးတော့ successful ဖြစ်မယ်
in 28ပြောနေ 2015ပို့ပြီးဖြစ်မလားသိ ဟုတ်တာပေါ့ဘာဖြစ်လို့2015လောက်ရလောက်တဲ့အထိကိုအောင်မြင်တာဆိုတော့ it means 2015လောက်ကိုမအောင်မြင်ဘူးလို့ပြောတာပေါ့ right 2015ကသူတို့တင်ရဲ့အောင်မြင်မှု World Cup တွေပါရတာဖြစ်မှာပေါ့ right 2018ကြာတဲ့ခါကျတော့ World Cup တော့ပထမတော့မရဘဲနဲ့ second လောက်ရတယ်အဲ့ဒါမျိုးဖြစ်မှာပေါ့ဒါမှမဟုတ်လို့ရှိရင်လည်း World Cup တော့ရတယ်ဒါပေမဲ့ဟိုမှာ18ဂိုးသွင်းပြီးတော့ဒီမှာ10ဂိုးလောက်ပဲသွင်းလိုက်နိုင်တယ်ပေါ့အဲ့ဒါမျိုးပေါ့ပြတ်သက်မနိုင်မဲနဲ့ဟိုတဂိုးလေးနဲ့ပဲကတ်နိုင်တော့အဲ့ဒါမျိုးပေါ့အဲ့လိုမျိုးဖြစ်လိုက်မယ်ဒီကောင်က almost လို့ပြောလိုက်တာ哦တကယ်လို့ဒီနေရာမှာ twice ဆိုလို့ရှိရင် twice as successful as in 2015ဆိုလို့ရှိရင်2018ကပုံများမှာ yeah ဒီနေရာမှာအဲ့လိုမျိုးဒါလေးတွေဒီစကလုံးလေးထည့်လိုက်ခြင်းအတွက်အတိတ်ပဲအနေပြောင်းသွားနိုင်တယ်ပေါ့နော် He can run twice as fast as the others in his team ဒီကောင်ဒါတော့ he can run so သူ့ရဲ့အပြေးဟာသူကဘယ်လောက်မြန်ပြေးနိုင်တယ်လဲဆိုလို့ရှိရင်သူ့အတင်းနဲ့ကတခြားလူတွေနဲ့ရှင်လို့ရှိရင်သူပြေးတယ်ဒီ twice မပါဘူးဆိုလို့ရှိရင် as fast as ဆိုလို့ရှိရင်သူကသူ့အတင်းသားတွေနဲ့သူဒန်းတူပြေးနိုင်တယ်ဒီကောင် twice ပါတဲ့အကြောင်းလို့သူကသူ့အတင်းသားတွေထက်ကိုနှစ်ဆပိုမြန်တယ်နှစ်ဆပိုမြန်ပြေးနိုင်တယ်သူကပို့ပြီးတော့မြန်တာပေါ့ right ဒီမှာဆိုလို့ရှိရင်ဒီ almost ထည့်လိုက်တဲ့ကြောင့်မလို့ဒီ2015ပို့ရအောင်မြင်တယ် right ဒါပေမဲ့ဒီ sentence မှာကြာ the other way around subject ကပို့ပြီးတော့မြန်တယ် right subject ကပို့ပြီးတော့ positive ဖြစ်တယ် we can say two things are different with not s plus adjective adverb plus s ss ပဲ adjective adverb in the middle the same ဒါပေမဲ့ not ထည့်လိုက်လို့ရှိရင်တဲ့သူတို့နှစ်ခုဟာမတူဘူးခြားနားတယ်ဆိုတာကိုပြောနိုင်ပါတယ် while they may not be as fast as their younger counterparts ဆိုတော့ဒီကောင်ကအသက်ကြီးအားကစားသမားတွေပါဒီသေးဆိုတာ while all athletes may not be as fast as their younger counterparts ဆိုလို့ရှိရင်အသက်ကြီးတဲ့လူတွေဟာအသက်ကြီးအားကစားသမားတွေဟာသူတို့ရဲ့အသက်ငယ်တဲ့ counterpart ဆိုတာသူတို့နဲ့တန်းတူပေါ့ right သူတို့လိုပဲသူတို့လိုပြောရမယ်သူတို့လိုပဲတူလုပ်တဲ့လူတွေပေါ့ဥမာ counterpart ဆိုလို့ရှိရင်အလုပ်ခွင်မှာဆိုလို့ရှိရင်ဒါအလုပ်သမားအတူတူပဲသူလည်းအလုပ်သမားကိုလည်းအလုပ်သမားပေါ့ဒီမှာဆိုရင်သူလည်းပြေးသမားကိုလည်းပြေးသမားပေါ့ right ဆိုတော့ဒီအသက်ကြီးရဲ့အားကစားသမားတွေဟာအသက်ငယ်တဲ့အားကစားသမားတွေလောက်မြန်မပြေးနိုင်ပါဘူးမြန်ပြေးနိုင်ရင်မှပြေးနိုင်မယ်နော် we can show that a change is happening over time by repeating the comparative ဒီကပြောင်းပြန် negative ကိုပြောတာ right ဒီကကြားတဲ့အခါကျတော့ a change is happening over time ဆိုတော့အချိန်နဲ့လျောက်ပြောင်းလဲမှုရှိနေတယ်ဆိုတာကို comparative ကိုထပ်ပြီးပြောလိုက်ခြင်းအပြင်ပြနိုင်ပါတယ်ဥပမာဒီမှာဆိုရင် better and better ဆိုပို့ပြီးတော့ကောင်းလာ more and more polluted ဆိုရင်ပို့ပြီးတော့ညစ်ပတ်လာဘာလဲလေတို့ညင်မှု less and less likely ဆိုလို့ရှိရင်လူကြိုက်နေတဲ့နယ်လာ definitely election no, this is just about the book, okay? This is a sentence from the book. Each year, athletes seem to be getting better and better. So, နှစ်တိုင်းအားကစားသမားတွေဟာပိုကောင်းလာပုံရတယ်ပိုကောင်းလာပုံရတယ်
our atmosphere is gradually becoming more and more polluted ဆိုတော့ကျွန်တော်တို့ရဲ့ လေထုညဉ့်ဉန်းမှုက ပါ ပို့ လေ ပို့ တာဖြည်းဖြည်း ဟုတ်ကဲ့ ချင်း gradually ဆိုတော့ဖြည်းဖြည်းချင်း right ရေးချင်း ဖြည်းဖြည်းချင်းပိုပြီးတော့ ညဉ့်ဉန်းလာတယ် လာတယ် It seems less and less likely that there will be a general election this year so ဒီနှစ်မှာ general election ဖြစ်ဖို့အတွက်ပိုပြီးတော့ ပို့ ခွင့် ပြီး လ တော့ န်းနေလာတယ် အဲ့ ခွင့်လန်းနေလာတယ်ပေါ့ဖြစ်ချင်မှဖြစ်တော့ နောက်တစ်ခါ we use the plus comparative to show that two things vary or change at the same time နှစ်ခါ the နဲ့ဆက်ပြီးတော့နှစ်ခါသုံးလို့ရှိရင်တဲ့ကိစ္စနှစ်ခုဟာအရာဝတ္ထုနှစ်ခုဟာတစ်ချိန်တည်းမှာပြောင်းလဲနေဆိုတဲ့ဟာကိုပြနိုင်ပါတယ်တဲ့ It would seem that the longer athletes keep competing, the greater are the chances of setting new records. ဆိုတော့ဘယ်လိုထင်ရလဲဆိုတဲ့အခါကျတော့ ဆက်ပြီးတော့ပြိုင်နေ အားတွေက ရေရှိ ပိုပြီးတော့ပြိုင်ပွဲဆက်ဝင်နေမယ် ဆက်မယ်ဆို လို့ ရင် ရှိရင်ပြိုင်ပွဲပိုဆက်ဝင်လေ သူတို့က greater are the chances of setting new record အသစ်တွေအချိန်သစ်တွေတင်နိုင်မှုအတွက်ပိုပြီးတော့အခွင့်အလမ်းများလာလေလေ you know ဆိုလို့ရှိရင်အသက်ကြီးလာလို့ရှိရင်စံချိန်သစ်မတင်နိုင်တော့ပါဘူးလို့ပြောရဲ right ဒါပေမဲ့အသက်ကြီးလာလို့ရှိရင်လည်းစံချိန်သစ်တင်နိုင်ခြေရှိပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စံချိန်တွေကသူတို့အသက်အတန်းပေါ်မှာမူတည်ပြီးတော့ record လုပ်တာဟုတ်အသက်20တန်းစံချိန်အသက်30တန်းစံချိန်ဒီကူအသက်40တန်းအဲ့ဒါမျိုးပေါ့နော်ဆိုတော့သူကအသက်30နဲ့သာရှင်လို့မရပါနဲ့အသက်60 80တန်းမှာဆိုလို့ရှိရင်ဒါသူရဲ့စံချိန်သစ်တင်ရင်တယ်မှာပေါ့ဘာလို့ဆိုသူ့ရဲ့အသက်တန်းမှာဆိုလို့ရှိရင်လေ ဟုတ်ကဲ့ ပိုပြီးတော့ကြာပြိုင်လာလေပိုပြီးတော့စံချိန်သစ်တင်နိုင်ခြေများလာလေပါပဲ so now the better ဆိုတော့ just straight to the point there plus comparative plus there plus comparative the sooner the better ဆိုတော့မြန်လေကောင်းလေ မြန်လေကောင်းလေ မြန်ရလေကောင်းလေ one do you want me ဟိုဒါဆိုလို့ရှိရင်ဒီကောင်အတွက် question လေးတစ်ခုလုပ်ကြည့်ပါ the sooner the better ဆိုတဲ့အဖြေကိုပေးဖို့အတွက်ဘယ်လို question မေးမလဲ ဥပမာမန္တလေးသားဖို့ရှိရဲဆိုတော့မန္တလေးသားဖို့ဒီ next week ကမန္တလေးသားမယ်ပေါ့ဒါပေမဲ့လက်မှတ်ကမွေးရသေးဘူးတရားကဝယ်ပေးမယ်ပေါ့ when do you want your ticket အဲ့ကြရင် the sooner the better the sooner the better yeah thank you ဒါက comparing quantities ဆိုတော့ ရေအတွက် ရေအတွက်တွေကို compare လုပ်လို့ရှိရင်ဒီလိုလေးသုံးပါတဲ့ quantifier ဒီအောက်ကစလုံးတွေက quantifier လို့ခေါ်တယ်ဘယ်လောက်ရှိလဲဆိုတာအရေအတွက်ဘယ်လောက်ရှိလဲဆိုတာပြောတာပေါ့နော် a lot much many a few a little အဲ့တော့ comparative ကိုပြောင်းမယ်ဆိုလို့ရှိရင် a lot ဆိုလို့ရှိရင် more a few ဆိုရင် fewer a little ဆိုရင် less yes superlative နဲ့ဆိုလို့ရှိရင် the most few ဆိုရင် fewest little ဆိုရင် the least little less least few fewer fewest much more most ငယ်တော့ much more most လို့ပဲကြက်ထားတာ a lot နဲ့ many ပါအဲ့ဒီထဲမှာပါတယ်ဆိုတာခုနောက်ပိုင်းမှာသိတာဟုတ်အဲ့တော့ a lot much many more most a lot much more a lot much many more most
fewer, fewest. Little little less least. least okay ဆက်သွားလို့ရသေးလား Yeah, but comparing quantities okay quantity ကို compare လုပ်မယ်ဆိုလို့ရှိရင် for plural or uncountable nouns we can compare quantities with more or most plural နဲ့တစ်ခုထက်ပိုတဲ့ gain နဲ့ uncountable noun ဆိုတော့ uncountable noun ဆိုတာရေတွက်လို့မရ အနေအတွက်ဆိုလို့ရှိရင်တဲ့ more နဲ့ most ကိုသုံးပါတယ် Today's hot spots people receive a lot more money than in the past ဒီကနေ့ အားကစားသမားတွေထိတ်တန်းအားကစားသမားတွေက အားကစားသမားတွေဟာလွန်ခဲ့တဲ့အတိတ်ကာလတဲ့အရင်တော့ရတဲ့စားလို့ရှိရင်ပိုက်ဆံအများကြီးပိုရပါပို့တယ် ရတယ် ဘယ်လောက်ရရချင်းလဲ New Zealand rugby nation လေ New Zealand တော် rugby သမားတွေကိုဂျပန်2တန်းလောက်တစ်နှစ်2တန်းလောက်နဲ့ခေါ်တာနော်သူတို့အသင်းမှာကစားဖို့ They are the millionaires ဆိုတော့ဒီမှာဆိုလို့ရှိရင် money က uncountable noun right အဲဒါကြောင့်သူ့ကို more နဲ့သုံးပါတယ် We can use fewer or the fewest with plural countable nouns and less or least with uncountable nouns. Plural uncountable noun တွေကို fewer နဲ့ fewest နဲ့သုံးပြီးတော့ less နဲ့ least ကို uncountable noun နဲ့သုံးပါတယ်ဒီကောင်လေးကလည်းနည်းမှတ်ရမယ် Today's athletes need to do much more training than in the past. So ဒီနေ့အခုခေတ်အားကစားသမားတွေဟာအရင်တော့ရတဲ့စားလို့ရှိရင် training ပို့လို့ပို့လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် training က uncountable noun right training uncountable noun ဆိုတဲ့အခါကျတော့ much more training by repeating more less fewer repeat လုပ်ပြီးတော့သုံးလို့ရပါဘူး more and more less and less fewer and fewer something like that so much in our society is about making more and more money ဆိုတော့ငါတို့လူမှုအတိုင်းဝိုင်းနေရတချို့လူတွေဟာတဲ့ပိုက်ဆံတွေပို့ပြီးတော့ရလာကြရှာနိုင်တာကြပါတယ်ဒီကောင်က making ဆိုတော့ပိုက်ဆံတွေပို့ပြီးလုပ်နိုင်ပါတယ်လူမြန်မာလူပြောတော့အတိတ်ပဲမရှိဘူး right ဟုတ်ပြီးတော့ရှာနိုင်လာပါတယ်လို့ပြောရအောင် We can say something is the same or different using not as many much plural uncountable noun plus s ဒီ ss ကလာပြန်ပြီ same or different လို့ဆိုလို့ရှိရင်ဒီ not ထည့်လိုက်လို့ရှိရင် different ဖြစ်မှာပေါ့ right not မပါရင် same ဖြစ်မှာပေါ့ There aren't as many people doing sports at school ဆိုလို့ရှိရင်ကျောင်းမှာအရင်အားလောက်အားကစားလုပ်တဲ့လူတိတ်မရှိဘူးဆိုတော့ used to be ဆိုတော့ used to ဆိုတာကပြီးသွားတဲ့ဟာအတွက်သုံးတယ် right I used to swim ဆိုလို့ရှိရင်ငါရေကူးနေကြဒါပေမဲ့အခုမကူးတော့ဘူးဒါဆို used to လို့သုံးတယ် right အဲ့တော့ဒီကောင်ကကျောင်းမှာအားကစားတွေကလုပ်နေကြဒါပေမဲ့အခုကျတော့အားကစားလုပ်တဲ့လူကရတဲ့စားလို့ရှိရင်နေသွားတယ်လို့ပြောတာ right We can add more specific information about quantity by using half, twice, 3 times, etc. with as many as much as. ဒါလည်းဟိုရှေ့ဟာလိုပဲပေါ့ right ပို့ပြီးတော့တိတိကျကျပြောချင်တယ်ဆိုလို့ရှိရင်ဒီ quantity ပြောတဲ့စကားလုံးလေးထည့်လို့ရပါတယ် In 2016 China won nearly twice as many silver medals as Germany ဆိုတော့2016ခုနှစ်မှာတရုတ်ကဂျာမနီလောက်ဝေဒစိတ်ဂျာမနီလိုပဲဝေဒစိတ်ဒီ
Okay. ဂျာမနီရသလောက်ငွေစရိတ်တွေရပါတယ်လို့ဒီ twice မှာပါပြောလို့ရတယ် right ဒီ twice ပါတဲ့ကြောင့်မလို့ China ဟာဂျာမနီထက်နီးရလေးလည်းပါသေးတယ် အဲ့ဒါဘယ်လိုပြောလဲ Okay. 2016ခုနှစ်မှာ trust ကိုပူတယ်လို့ပြောတာ trust ကလည်းပူတာလို့ပြောချင်တာ ordinally order ordinal in order order ဆိုတော့ first second third right once twice thrice right something like that လေ twice ဆိုတော့နှစ်ခါ twice နှစ်ခါ ဆိုတော့နှစ်ဆ နှစ်ဆနီးပါး ဆို ဂျာ တော့ မနီချက်နီးပါး ဂျာမနီချက် မှာတရုတ်က ဂျာမနီချက်နှစ်ဆနီးပါးငွေတစိတ်တွေရသွားတယ် ခုရရှိသွားပါတယ်ခု The US won more than 3 times as many medals as France သုံးဆ ဒီမှာ more than နော် more than သုံးဆတည်း ရသေးတယ်သုံးဆထက်သုံးဆထက်တောင်ပိုများသေးတယ် right ဆိုတော့ဒီအဲ့ဒါလေးဘာသာပြန်နေနေလေးသတိထား ဟုတ်တယ် ဆောင်းပွဲမှာလည်းအဲ့ဒါမျိုးလေးတွေကြားလို့ရှိရင်နိဆောင်းပွဲမှာလည်းလိုမျိုးလေးတွေပါတဲ့ wait only one was like comparing nouns we can compare how similar things are using like same as similar to ဆိုတာ obvious right ဘယ်လိုတူလဲဆိုတာပြောချင်လို့ရှိရင် like ဆိုတဲ့စကားလုံးသုံးမယ် same as လည်းသုံးမယ် similar to လည်းသုံးမယ် Aura at least can achieve the same degree of physical improvement as those in their 20s and 30s အဲ့တော့အားလုံးတက်ပူကြီးရဲ့အားသမားတွေကလည်းသူတို့ရဲ့အသက်20အသက်30အသက်30နေရာဆိုတော့ older at least ဆိုပြောတာပဲအသက်30အရွယ်တွေချက်ခန္ဓာကိုယ် physical improvement ဆိုခန္ဓာကိုယ်ကြက်ခိုင်မှုကကြက်ခိုင်မှုခန္ဓာကိုယ် improvement ဆိုကြက်ခိုင်ခန္ဓာကိုယ်ကြက်ခိုင်မှုတိုးတက်မှုခန္ဓာကိုယ်ကြက်ခိုင်မှုတိုးတက်နှုန်း တိုးတက်နှုန်း same degree ဆိုတော့အတူတူရှိနိုင်တယ် အတူတူပဲရှိနိုင်တယ် အတူတူရနိုင်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် the same နဲ့ as နဲ့အတွက်သုံးထားတယ် right the same as he swims like a fish ငါလိုပဲကူးနိုင်တယ် This film is similar to this director's last one ဒီဒါရိုက်တာရဲ့အရင်လက်ရာနဲ့အခုဒီ film နဲ့အတူတယ် ဒီရုပ်ရှင်နဲ့အတူတူပဲ Cool all right that's all about comparing nouns so yeah